နေဝင်ချိန်များပန်းနူရောင်ဖြူလွှတ်လွှတ်တိမ်လွှာတွေဟာဝါကွန်းဆိုင်မော်နေအောင်ကျနေတယ်အနောက်ဖက်ကောင်းငင်တွေပြန်ဝဲမိုးကောင်းငင်မျက်နှာညူတိမ်တောက်ခဲ့တဲ့ညက်တွေကဘာကသူ့အရှိန်နဲ့သူဘဝကလည်းသူ့အပူပင်နဲ့သူနေဝင်ချိန်မှာတော့အားလုံးတည်တည်ငြိမ်ငြိမ်အဖြစ်ပြက်တွေကမှတ်ဉဏ်နဲ့ပုံမြင်ပမာလူချင်းဆက်ဆံရေးမှာကိုချွန်ထားတဲ့မြားနဲ့သူချွန်ထားတဲ့မြားထိတ်ချင်းထိဖို့ခက်တယ်လို့ပွင့်လင်းမိဖို့လည်းခက်တယ်နေနဲ့ဂျိုရီဘိုရှိရာကွစ်ပတ်ပြေးလွှာဘယ်တော့မှကဘာဟာအပြားကြီးမဖြစ်နိုင်ခဲ့ဘူးဆက်ဆံရေးကလည်းစကလုံးတွေနဲ့မျက်လုံးတွေမှာလှည့်ပတ်နောက်ဆုံးတော့မူရင်းဈေးကိုထိန်ချန်ရင်အယောင်းဝယ်ဖြစ်ခဲ့ကြဖြူစင်မို့ဆိုတာကြက်တစ်ကိုငမန်းအကြောင်းပြောပြတယ်ပုံဖော်ဖို့ခက်ခဲလွန်းတယ်အရေးပြားဖုံးအုပ်ထားတဲ့အမျိုးအစားတွေဟာတမျိုးမျိုးတော့ဖုံးကွယ်ထားတတ်တာပဲမဟုတ်လားနောက်ဆုံးအချိန်တွေမှာအစကိုပြန်တွေးရင်တကူတဲ့ပွင့်ပွင့်လင်းလင်းပြန်ကြည့်မိတော့ဒဏ်ရာတွေတိုက်ပွဲတွေအလိအညာတွေနဲ့မောပန်းခြင်းတွေကိုတောက်လျှောက်ဖြတ်တန်းအထီးဖြစ်မှုကိုဖြေပြောက်ရင်းမိမိကိုမိမိမိတ်ဖွဲ့လိန်ညာခဲ့ခြင်းမျိုးသာတည်ငါအခိုက်အတန့်လေးတွေမှာပျော်ရွှင်ခြင်းကိုပွေ့ဖက်ခဏအကြာအငွေ့ပြန်သွားပြီမဲ့နေဝင်ချိန်ပုံမြင်တွေမှာပြုံးเสียဖြစ်နိုင်တယ်အကောင်းဆုံးပေးနိုင်ဖို့ရိုးဖြောင်းတဲ့အပြုံးကိုဖလှယ်ကြဖို့လိုတယ်ကြည်နူးစရာလေးတွေဆက်ထားတဲ့ရည်စည်းလေးသမုတ်တရားမရောက်ခင်ဘယ်နှစ်ကြိမ်များနေဝင်ခဲ့အောင်မှလဲငုံရောက်တယ်